ဂျိုရှိုဘန်ကိုသွားရှုံးမိတဲ့ကောင်ကတော့သူ့စရိတ်နဲ့သူသွားပါလိမ့်မည်ဂျိုရှိုဘန်ဟာဂျိုရှိုဘန်ပီတာပါရီချန်ပီယံဖြစ်လာပြီးနောက်ပိုင်းမနာလိုသူတွေအတော်ကိုများပြားလာတာသူကောင်းလို့မတော့ရည်ချင်းရှိလုံးလို့ဆိုတာထင်ရှားပါရီကပတ်ကိုလည်းတကယ်ကိုရည်ချင်းစစ်မှန်တဲ့ထိုက်ထိုက်တန်တန်နဲ့ပဲရရှိခဲ့တယ်ဆိုတာညင်းစရာမရှိပါဘူးအဲဒါကြောင့်ဂျိုရှိုဘန်ရဲ့ချန်ပီယံဖြစ်နေခြင်းကတင်းတင်းမျှတလွန်းတယ်လို့လူမုံလည်းများလွန်းပါရီဘယ်လိုကြာချန်ပီယံဖြစ်တုန်းကတော့အခုဗန်လောက်လူမုံမများခဲ့ပါဘူးဘယ်လိုကြာကောင်းဝင်မဲ့လူစိတ်ဝင်စားအောင်တိတ်မလုံနိုင်တဲ့ဖိုက်တာမျိုးဖြစ်လို့လူမုံမများတာဖြစ်ပါရီအဲဒါကြောင့်ဘယ်လိုကြာစီကနေကပတ်ရသွားတဲ့ဗန်ကလူငယ်လေးဖြစ်ရည်ချင်းလေးရှိလွန်းတာကြောင့် flyweight တန်းကဖိုက်တာများချန်ပီယံကပတ်နဲ့ပတ်သက်ပြီးတော့အတော်လေးကိုကနာမငြင်ဖြစ်နေကြတာဖြစ်ပါရီအခုလက်ရှိမှာလဲမန်နယ်ကိတ်ကဗန်ကိုကလေးလေးပါညာဆိုပြီးတော့စီးကြော်ပေါင်းကြော်စကလုံးနေနဲ့အစိမ်းခေါ်ထားပါရီဗန်လဲသူ့ရဲ့တုံ့ပြန်မှုကိုပညာသားပါပဲပြောပြီးတော့တိတိရောက်ရောက်ပြန်လဲတုံ့ပြန်ထားပါရီဗန်ရဲ့စကားတွေကြောင့်မန်နယ်ကိတ်အတော်ကိုမှရှိန်သွားလောက်ပါရီဗန်ကိုကလေးပါညာဆိုပြီးတော့လေတိုက်ထားတဲ့အတွက်ဗန်ကလည်းသူ့ကိုအထိနာစေမဲ့စကလုံးနေနဲ့ body shaming ပုံစံပြောကပြန်တုံ့ပြန်တာပါဒီနေရာမှာမန်နယ်ကိတ်လေတိုက်တာထက်ဗန်ရဲ့တုံ့ပြန်မှုပဲပရိသတ်များကပိုသဘောကျနေကြတာပါပြတ်သားလုံးနဲ့ပညာသားပါတုံ့ပြန်တဲ့ရည်ချင်းရှိလုံးနဲ့ဆိုပြီးတော့ချီးကျူးနေကြတာဖြစ်ပါရီအဲဒါကြောင့်ပွဲမထိုးရသေးဘူးဆိုရင်တော့ဂျိုရွှေဘန်ကိုစကလုံးနေနဲ့တောင်မှသွားရှုပ်လို့မရဘူးဖြစ်ပါရီသွားရှုပ်မိတာနဲ့နားကားမှာပါဗန်တုံ့ပြန်တဲ့စကလုံးတွေကိုလည်းဘလို့မှခံနိုင်ရှိမှာမဟုတ်ပါဘူးတကယ်ရင်ဆိုင်လိုက်ရတဲ့အခါကြရင်ဒီတက်ပိုဆိုးဝါးစွာခံစားမှာဖြစ်ပါရီမန်နယ်ကိတ်ကဗန်နဲ့အကြောင်းတော်ကရန်စားတွေရှိထားခဲ့တဲ့ဖိုက်တာမျိုးမဟုတ်ပါဘူးဒါကအိုးမလုံးအောင်ပွင့်တဲ့ကြီးကြောက်ရည်နှူးစကားများရှောက်ပြောနေတော့ကဘာတဝမ်းကပရိသတ်များကလည်းသူလေတိုက်တဲ့စကလုံးများကိုလောင်ရည်နေကြတာဖြစ်ပါရီဗန်ကဝိတ်တဲ့ချန်ပီယံကပတ်ကိုပိုင်ဆိုင်ထားသူဖြစ်တယ်လို့အစင်းမြင့်ဆုံးကိုတရားဝင်ရောက်ရှိနေပြီဖြစ်ပါရီမိသည့်ဖွဲ့စည်းမှာမဆိုချန်ပီယံတစ်ယောက်ကထိုဝိတ်တန်းရဲ့အကောင်းဆုံးနဲ့အထက်ဆုံးအဆင့်ကိုကိုစားပြုပါရီဂျိုရှိုဘန်ကလက်ရှိ UFC flyweight တန်းချန်ပီယံဖြစ်တဲ့အတွက်အလွန်တော်တဲ့ဖိုက်တာတဦးဆိုတာတန်တရားရှိစရာမလိုပါဘူးဗန်က flyweight တန်းရဲ့ထိပ်တန်းဖိုက်တာဖြစ်ပြီးချန်ပီယံဟောင်းပန်တူဂျာလိုနှစ်ရှည်လာများကြီးစိုးခဲ့သူကိုတကွက်ထင်းနဲ့နိုင်ယူပြီးတော့ချန်ပီယံကပတ်ကိုထိုက်ထိုက်တန်တန်နဲ့ရယူနိုင်ခဲ့ပါရီလူဆန်းဆောင်နိုင်တာကရိုးဖိုက်တာမဟုတ်ဘဲနဲ့အစင်းမြင့်ရည်ချင်းပိုင်ရှင်ဖြစ်ကြောင်းသက်တည်ပြပါရီဗန်က flyweight တန်းမှာနှစ်ရှည်ကြာကြီးစိုးခဲ့တဲ့ပန်တူဂျာလိုထိပ်တန်းဖိုက်တာကိုစိန်ခေါ်သူအနေနဲ့ဝင်ရောက်ပြီးတော့တကွက်ထင်းနဲ့နိုင်ယူနိုင်ခဲ့တာဖြစ်ပါရီ၎င်းအမြင်မှုကသူ့ကိုရိုးချန်ပီယံအဆင့်နဲ့မကဘဲနဲ့တန်းတူပြိုင်ပွဲများကြားမှာပါအားလုံးကအတိမတ်ပြုကြတဲ့အနေအထားကိုရောက်ရှိစေခဲ့ပါရီဗန်ရဲ့ကစားဟန်စကားပြောပုံနဲ့ဖိုက်တင်ရည်သွေးများကြောင့်သူကကမ္ဘာလုံးဆိုင်ရာပရိသတ်များအောင်ဆိုင်မှုကိုရယူနိုင်ခဲ့တာဖြစ်ပါရီသူကိုမနာလိုသူများပြလာတာမန်နယ်ကိတ်လိုဖိုက်တာများကပါစိန်ခေါ်လာတာကသူ့ရဲ့နာမည်နဲ့အစဉ်တန်းဘလောက်မြင်မာနေပြီလဲဆိုတာကိုပြသနေတာဖြစ်ပါရီတပတ်မှာဗန်ကတော့စကလုံးများကြောင့်သူ့ရဲ့ level ပိုမြင့်သွားပါရီအဲဒါကြောင့်ပဲလေမတိုက်တဲ့တိုက်တဲ့နဲ့လေတိုက်တဲ့မန်နယ်ကိတ်ကအဆက်ကွဲသွားတာဖြစ်ပြီးတော့တလုံးဆိုတလုံးထိထိမိမိလေပြန်တိုက်တဲ့ဂျိုရှိုဘန်ကသူ့ရဲ့စကလုံးများကြောင့်သူ့ရဲ့အနေအထားပုံမတင့်တယ်သွားတာဖြစ်ပါရီဘန်ဒိုဂျာနဲ့ရင်မဆိုင်ခင်စင်မြင့်ပေါ်မှာထိတ်တိုက်တွေ့ကြတဲ့အချိန်တုန်းကလေဘန်ဒိုဂျာကောင်းလုံးနေတယ်ဆိုတာဗန်ဆိုတဲ့လူငယ်လေးနဲ့မတွေ့ရသေးလို့ပါဆိုပြီးဗန်ကပြောခဲ့ပါရီတကယ်လဲသူပြောတဲ့အတိုင်းပဲလုပ်ပြသွားခဲ့တာပါအဲဒါကြောင့်ပဲမဟုတ်ကားတွေနဲ့ဝေဖန်လေးကန်နေမဲ့အစားတေချာပြန်စဉ်းစားကြည့်မယ်ဆိုရင်ဗန်ကအတော်လေးရည်ချင်းရှိတာတွေ့ရမှာဖြစ်ပါရီဒီတော့ဗန်ကလက်ရည်တယ်မကစကားပြောဆိုတဲ့အပိုင်းမှာပါအသက်ငယ်ပေမဲ့ပြောတဲ့ဆိုတဲ့လွန်ပါရီအထင်သေးမိရင်ငါးပါးမောက်မှာဖြစ်ပြီးတကယ်ရင်ဆိုင်မိရင်တော့အမေနဲ့ရွာကိုလွမ်းသွားမှာဖြစ်ပါရီနောက်တော့ဗန်နဲ့တွေ့မှာအရန်ဝင်တော့ထန်းစင်နဲ့ထုတ်ခံရမှာဖြစ်ပါရီဒီတော့ဗန်အတွက်ကအခုလက်ရှိမှာပြန်ဘက်တွေဆိုတာကတောက်ချလို့တောင်ရပါရီကျွန်တော်ပြောတာမယုံဘူးဆိုဗန်ကပတ်ကာကွယ်ပွဲတွေထိုးတဲ့အခါစောင့်ကြည့်လိုက်ကြပါခင်ဗျာ